င်ဆိုတာမြင်းသားထင်သာရှိတဲ့ကြီးမားတဲ့အမှားမျိုးဒီလိုမှမဟုတ်အရှုံးမျိုးကိုဆိုလိုတာပါစကားနဲ့ချတယ်ဆိုတာကတော့စံတဲ့ကဖုံသေးခဲတွေကအစားမလွတ်တမ်းစစ်ထုတ်တယ်လို့မျိုးအသေးစိတ်ပြန်လဲစစ်ဆေးတာကိုဆိုလိုတာပါဆိုလိုတာကကြီးမားတဲ့ပြဿနာတစ်ခုတက်လာပြီဆိုရင်အပေါ်ယံကိုကြည့်မနေနဲ့တော့အစားကနေအဆုံးထိအသေးစိတ်ပြန်စစ်တော့လို့ဆိုလိုတာပါစီးပွားရေးလုပ်ငန်းတစ်ခုဥပမာလုပ်ငန်းတစ်ခုမှာဒီလအရှုံးကြီးရှုံးသွားတယ်ဆိုပါစို့ဒါဟာစင်ပြောက်တာပါပဲအဲ့ဒီအခါမှာဘာလို့ရှုံးတာလဲလို့အကြံပြင်းတွေးနေုံနဲ့အဖြေမထွက်ပါဘူးစိတ်ရင်းစရာတကြောင်ချင်းစီတိုင်းကိုပြန်ဆေးရပါမယ်ဝန်ထမ်းတွေရဲ့လှုပ်ဆောင်ချက်ကုန်ကျန်းဝယ်ယူမှုဈေးနှုန်းမလို့အပဲရုပ်ဖိတ်နေတဲ့အသုံးစိတ်လေးတွေကအစစကားနဲ့စစ်တယ်လို့အသေးစိတ်ပြန်ကြည့်ရပါမယ်ကြီးမားတဲ့အရှုံးဟာတစ်ခါတလေမှာအသေးအမွှားလေးတွေကိုဂယုမဆိုင်မိရကနေစတာမျိုးဖြစ်တတ်လို့ပါကားတစ်စီးလုံးဝဆက်နှိုးမရတော့ဘူးဆိုရင်ဒါဟာစင်ကြီးပြောက်သွားတာပါကားတစ်စီးလုံးကိုအပေါ်ယံကြည့်နေလို့မရတော့ပါဘူးဝါယာကြိုးတမြင်ချင်းစီဖြူးတစ်ခုချင်းစီစီပိုက်ထဲကအနယ်လေးတွေကအစအသေးစိတ်လိုက်စေရပါတော့တယ်အဲ့ဒီလိုစကားနဲ့ချသလိုစစ်မှသာပျောက်သွားတဲ့စင်လို့ခေါ်တဲ့ဆက်နှိုးမရတဲ့အကြောင်းရင်းကိုပြန်တွေ့မှဖြစ်ပါတယ်ဥပမာနှစ်ပေါင်းများစွာခင်လာတဲ့တငယ်ချင်းနှစ်ယောက်ဒါမှမဟုတ်လင်မယားနှစ်ယောက်ကြားမှာအကြီးအကျယ်စိတ်ဝမ်းကွဲသွားတယ်ဒါဟာလည်းစင်ပြောက်တာပါဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုပြန်ဆန်းစစ်တဲ့အခါငါတို့ကစိတ်ချင်းမတူလို့ပါအဲ့ဒါလို့အပေါ်ယံအဖြစ်မျိုးမဟုတ်ဘဲနဲ့ဘယ်နေ့ကဘယ်စကားကြောင့်စိတ်ခုသွားတာလဲဘယ်အချိန်မှာဘာလေးလှုပ်ပြီးဖို့ပြက်ကွက်ခဲ့တာလဲဆိုတဲ့အသေးအမွှားလေးတွေကအစားစကားချသလိုစစ်ဆက်ပြန်လဲသုံးသပ်မှသာပြဿနာရဲ့ဇင်းမြစ်ကိုတွေးရှိနိုင်မှာဖြစ်ပါတယ်ဒီစကားကကျွန်တော်တို့ကိုပေါ်ဆမှုကိုပြင်ပေးဖို့သင်ပေးတာပဲဖြစ်ပါတယ်စင်ကြီးတစ်ကောင်လုံးပျောက်သွားတယ်ဆိုတာတခါတလေခြေအားလေးတွေကိုသေချာမလိုက်မိလို့ပါဒါကြောင့်အသေးစိတ်ပြန်စစ်ဖို့လိုပါတယ်ဗျာပြဿနာကြီးလေးအဖြေကိုခက်လွယ်အပေါ်ယံမရှာဘဲနဲ့စနစ်တကျရှာဖို့လိုအပ်တယ်ဆိုတာကိုညွှန်းပြနေတာပါစကားနဲ့ချပြီးရှာတဲ့အခါအမိုက်တရိုက်လေးတွေကအစပါလာတယ်လို့မျိုးမိမိရဲ့အားနည်းချက်အသေးအမွှားလေးတွေကိုပါတခါတည်းရှင်းလင်းပြီးတာဖြစ်သွားစေတတ်ပါတယ်အပြောင်ရင်စင်နဲ့ရှာဆိုတာကမြင်ကွင်းကျယ်ကိုကြည့်ဖို့ကိုပြောတာဖြစ်ပြီးတော့စင်ပြောင်ရင်စကားနဲ့ချဆိုတာကတော့အသေးစိတ်ဂယုစိုက်ဖို့ကိုပြောတာပါကြီးမားတဲ့ကိစ္စရက်တွေမှာအမှားယွင်းရှိလာရင်ဘာမှမဟုတ်ပါဘူးလို့မျက်စိမိတ်မနေဘဲနဲ့စကားနဲ့ချသလိုအစအဆုံးပြန်လဲစစ်ဆေးခြင်းဖြစ်နောက်တစ်ချိန်စင်ထက်မပြောက်အောင်တားဆီးနိုင်မှာပဲဖြစ်ပါတယ်တခါတော့ကတိုင်းပြည်တစ်ခုမှာအလုံးတရားတကူကြီးမားပြီးတော့တိုင်းပြည်ရဲ့ကံကြမ္မာလို့တင်စားရတဲ့စင်ပြူတော်တကောင်ရှိပါတယ်ဒီနေ့မှာတော့မဖြစ်သင့်တာဖြစ်လာခဲ့ပါတယ်အဆောင်အချက်တွေအထက်တက်ကြားကနေဒီစင်ပြူတော်ကြီးဟာတညတဲ့နဲ့အစအနမကျန်ပျောက်ဆုံးသွားခဲ့ပါတယ်ဘုရင်ကြီးဟာထိတ်လန့်တုန်လှုပ်ပြီးတော့စစ်တီတော်ထောင်တောင်းချီကိုအမိန်ပေးလိုက်ပါတယ်စင်ဆိုတာတောင်တောင်လုံးလောက်ကြီးတာပဲဘယ်နာသွားပုံးနိုင်ပါလဲဒေါ်နဲ့တွေ့တဲ့ရှာကြမြစ်တွေကိုဖျက်ရှာကြအိမ်ကြီးချင်းတိုင်းပြည်တွေအထိလိုက်ရှာကြဟဲ့စစ်တီတွေဟာမြင်းတွေစီးစင်တွေစီးပြီးမြင်းသာထင်းသာရှိတဲ့တောတောင်တွေလမ်းမကြီးတွေကိုပိုက်စိတ်တိုက်ရှာကြပါတယ်ဒါပေမဲ့ရပ်ပေါင်းများစွာကြာတဲ့အထိစင်ပြူတော်ရဲ့အရေးအယောင်တော့မတွေ့ရပါဘူးစင်ကြီးတစ်ကောင်လုံးပြောက်တာဘယ်လို့မှရှာမတွေ့နိုင်ဘူးဆိုပြီးတော့အလုံးကလက်လျှော့လာကြပါတယ်အဲ့ဒီအချိန်မှာပညာရှိအမတ်ကြီးတို့ကရှေ့တော်မောက်ရောက်လာပြီးတော့ရှောက်တင်ပါတယ်အရှင်မင်းကြီးအခုစစ်တီတော်တွေရှာနေတာကစင်ကြီးတစ်ကောင်လုံးကိုရှာနေကြတာပါဒါပေမဲ့စင်ကြီးဟာသူ့အလိုအငွေ့ပြန်သွားတာမဟုတ်ပါဘူးအရှင်မင်းကြီးတို့မြင်နေတဲ့စင်ဆိုးတဲ့ပြဿနာကြီးကိုခဏမိတ်ထားပြီးတော့စကားတစ်ခုနဲ့စစ်ထုတ်တယ်လို့အသေးစိတ်လေးတွေကိုပြန်ကြည့်ရအောင်ပါအမတ်ကြီးကအဲ့ဒါလိုပြောပြီးတော့စင်တင်းကုတ်ထဲကိုသွားပါတယ်သူလှုပ်တဲ့အလုပ်တွေကစင်ရှာနေတာနဲ့လုံးဝမတူပါဘူးစင်စားတဲ့မျက်တွေကြားတွေကအိမ်မွေချဆေးပင်အစနှလေးတွေပါနေသလားဆိုတာကိုစကားနဲ့ချသလိုအသေးစိတ်နှိုက်စစ်ပါတယ်တွေ့သွားပါပြီစင်ကိုစေးကျွေးပြီးမှခိုးသွားတာပါဒုတိယစင်တင်းကုတ်ရဲ့ကျမ်းမြင့်ကဖုံမုံလေးတွေကိုအသေးစိတ်ကြည့်ပါတယ်စင်ချီယာကြီးတွေကတော့ဖြတ်ထားလို့မရှိတော့ပါဘူးဒါပေမဲ့စကားနဲ့စစ်သလိုကြည့်တဲ့အခါ
ပရက်စိတ်ကူလေးတွေပျက်စီးနေတဲ့ဥတီချက်ကိုတွေးလိုက်ရပါတယ်တတိယအဆင့်စင်ဦးစီးတွေရဲ့အဝတ်အစားတွေကိုစစ်ဆေးပါတယ်အဝတ်မှာကတ်နေတဲ့ရှုံစည်းလေးတွေကိုချစ်ထုတ်ပြီးကြည့်ပါတယ်အဲ့ဒီရှုံစည်းဟာတော်ဝင်နန်းတော်တွေကရှုံမျိုးမဟုတ်ဘဲနဲ့မြို့ပြင်ကအုပ်ဖို့ဟောင်းတစ်ခုမှပဲရှိတဲ့ရှုံမျိုးဖြစ်နေတာကိုတွေ့သွားပါတယ်အမတ်ကြီးဟာစင်ပြူတော်ကြီးကိုတောထဲမှာမရှာတော့ဘဲနဲ့အဲ့ဒီအုပ်ဖို့ဟောင်းစီကိုဓာတ်ရိုက်သွားပါတယ်အုပ်ဖို့ဟောင်းရဲ့မြေအောက်ခန်းထဲမှာစင်ပြူတော်ကြီးကိုဆေးရောင်တွေချဲပြီးတော့ဖုံးကွယ်ထားတာကိုတွေ့လိုက်ရပါတယ်စင်ကြီးတစ်ကောင်လုံးပျောက်နေတာကိုအပေါ်ယံရှာမတွေ့နိုင်ပေမဲ့ဇကားထဲကထွက်လာတဲ့ဆေးပင်အစနပရက်စိတ်ကူပျက်စီးမှုရှုံစည်းမုံလေးတွေကနေတဆင်စင်ကြီးကိုပြန်ရှာတွေ့သွားတာဖြစ်ပါတယ်ဒီပုံမြင်လေးကတော့ကျွန်တော်တို့ဘဝအတွက်အချက်၃ချက်သင်ယူနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာစီးပွားပျက်စီးတာလုပ်ငန်းတစ်ခုလုံးကြာရှုံးတာမျိုးကြုံရတဲ့အခါငါတို့သွားပြီးဆိုပြီးတော့ခြုံငုံညီးတွားနေတတ်ကြပါတယ်တကယ်တော့အဲ့ဒီရှုံးနိမ့်မှုကြီးဟာအသေးအမွှားအမားလေးတွေစုပေါင်းရာကနေဖြစ်လာတာပါပဲစကားနဲ့ချတယ်ဆိုတာစီးပွားတစ်ခုကိုအစိတ်အပိုင်းလေးတွေအဖြစ်ခွဲထုတ်ပစ်တာပါစင်းစရာတစ်ခုချင်းစကားလုံးတစ်လုံးချင်းလှုပ်ဆောင်ချက်တစ်ခုချင်းကိုပြန်စစ်ဆေးခြင်းသာကြီးမားတဲ့အဖြစ်ကိုပေးနိုင်တာပဲဖြစ်ပါတယ်စင်ကြီးကိုရှာတာကတော့ခဏတာပြဿနာကိုဖြေရှင်းတာပါဒါပေမဲ့စကားနဲ့ချပြီးတော့ဘသူကဆေးကျွေးတာလဲဘသူကဖောက်ထွက်တာလဲဆိုတာကိုရှာတာကတော့နောက်တစ်ချိန်စင်ထက်မပြောက်အောင်တားဆီးပေးနိုင်တဲ့ long term solution ပဲဖြစ်ပါတယ်ဒါကြောင့်အသင်းဘွားမှာကြီးမားတဲ့အခက်အခဲနဲ့ကြုံလာတဲ့အခါအဝေးကြီးကိုငေးကြည့်မနေပါနဲ့လက်ထဲမှာဇကာတစ်ခုကိုကင်ပြီးတော့တင့်ရဲ့အမှုအကျင့်တင့်ရဲ့စနစ်တင့်ရဲ့ပတ်ဝန်းကျင်ကိုအသေးစိတ်ပြန်လည်စစ်ဆေးကြည့်ပါအဖေဟာအဲ့ဒီအသေးမွှားလေးတွေထဲမှာပုံနေတတ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးလိုက်တဲ့စင်ဖြောင်းရင်ဇကာနဲ့ချဆိုတဲ့မှတ်သားစရာကောင်းတဲ့တာရကာလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေဘုဒ္ဓရရစရာတွေစိတ်ဝင်စားစရာကောင်းတာတွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပြီးအားပေးခဲ့ပါအောင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ